ဒီကနေ့ကျမတို့ကျမတို့ခရိယန်ဘုရားကျောင်းမှာဒီကဲ့သို့ဆရာပါဝင်ရှိကျမတို့ချင်းပြည်နယ်ရဲ့ဝန်ကြီးချုပ်မဆိုင်ရဲ့သူရဲ့လုပ်ဖော်ဆောင်ဖက်ဖြစ်တဲ့ဝန်ကြီးများဒီသားစုများအားလုံးနဲ့ကျမတို့ပြည်နယ်အသေးစိတ်သားများအားလုံးအပေါ်မှာဤကဲ့သို့အခွင့်အခါကောင်းကိုပြင်ဆင်ပေးတဲ့ကျမတို့ရဲ့အဖဖရာသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းသလိုအားလုံးပါဝင်ပြီးတော့ယုံကြည်ခြင်းအပြင်ဖရာရဲ့မျက်မှောက်တော်ကိုအတူတကွထိုင်ပြီးတော့ကျမတို့ဂုဏ်တော်ချီးမွမ်းခြင်းအတူတကွဆုတောင်းခြင်းအတူတကွနှုတ်ကပတ်တော်များကြားနာခံယူခြင်းအခွင့်အခါကောင်းကိုဖရာသခင်ပြင်ဆင်ပေးတဲ့အတွက်အထူးသဖြင့်ကျမတို့အတွက်နေ့ထိုးနေ့မြတ်ဖြစ်တယ်ဆိုပြီးတော့ကျမပြောချင်ပါတယ်ကျေးဇူးလည်းတင်ပါတယ်ဤလုံဒမမအေတူနီလာမက်လုတ်ပြီးနာဤပိုတေဤမွန်ဤဆွမ်းဤနူဤပါတဲ့တော့pasian phat khom thei lungdam ko khom theina pasian hoina te pula khom thei hi manina hampha kisama mahang pasianina ei chim noita te pen thupha ong pengiat ong tuam it nya thi china to pa tonga jong lungdaming siamin siam ta keile hang kam khat kam ni hun jong ching to han hanina kam khat kam ni igen sun sun kol pau cầm khát cầm ní to gen ní chị hi mi pi te zong thum no ming ina a thei lo zong kwa ma cây ni a diak dak in cây kol pau pen thei phadeu nu te toy man ina adang ten a kol te tatakin a thei ke pia lai zong ina ama iza tak na zong hi ina abang ma pi gen thei ta ke le hang kol pau to gen nuam hang chi to pa min to ong pulak masai nge chama digani atu takwa khon a yu ya aung so bi ro chama yui che la de cham bai ka ro shin luka khrit wen chan shin luka khrit wen chan akhan ji khune apai nge tikka ni phit pe me chama apai nge khune ne shit ku be phat cha twa ma phit pa de thu atu chano achano di kuro than to yauk thai to tu ma hok di ko achano thim ba bi amain do ta khun shi lin achano I nge ta ri chan ta ya ba lai mi ubama ka achano di me out nai chong khan do tu phit to le sit tu ye mya ko aut so yue ta u go twa ji hu so lin twa ba I ta u go la ke hu kho lin la ba I chung go le I amu go lok do hu so lin lok ba I hu ta mu xiao se I to zaga go Yesu di ja ro mu lin a o jin shi yue nau do nai lai to lu mya go le chi le nga so di kaဤမြလောက်သောယုံကြည်ခြင်းကိုဣတိလအမျိုး၌ပင်ငါမတွေ့ဘူးသေးဟုမိန်တော်မူ၏ငါဆိုဒီကားဤမြလောက်သောယုံကြည်ခြင်းကိုဣတိလအမျိုး၌ပင်ငါမတွေ့ဘူးသေးဟုမိန်တော်မူ၏ကျွန်မဖတ်ကြားသွားတဲ့ကျမ်းပိုက်ကတော့တတ်မှုအရာရှိတဦးရဲ့ယုံကြည်ခြင်းကိုကျမတို့သခင်ယေရှုရဲ့သခင်ယေရှုကချီးကျူးပြီးတော့ဂုဏ်ပြုပြီးတော့အောစေတဲ့တတ်မှုရဲ့ယုံကြည်ခြင်းအကြောင်းဖြစ်ပါတယ်သခင်ယေရှုကကျမတို့အားလုံးသိပြီးတဲ့အတိုင်းပဲလောကမှာအသက်30ထိအိမ်မာနေပြီးတော့30ကနေ3နှစ်တာပဲအမှုတော်မြတ်မှာဖယားအလိုတော်နဲ့အညီ
အမှုတော်မြတ်ကိုဆောင်ရွက်တာဖြစ်ပါတယ်အဲ့ဒီဂါလိလဲနယ်တဝိုက်မှာသခင်ယေရှုကလဲ့လေပြီးတော့ဖခင်ရဲ့အလိုတော်အမှုတော်ကိုဆောင်ရွက်နေတဲ့အချိန်မှာအောဘွယ်နမိတ်လက္ခဏာအမျိုးစုံကိုပြုတ်ပါတယ်အဲ့ဒီအောဘွယ်နမိတ်လက္ခဏာတဲမှာဆိုရင်ကျမတို့ခဏပြောပြီးခဏကြားတဲ့အတိုင်းပဲမုံနှလုံးနဲ့မုံငါးလုံးနဲ့ငါးနှကောင်အဲ့ဒီ2 into 5ဘောနော်နှစ်အမြောက်9နဲ့ညီမျှချင်း9ကျမတို့သင်္ချာနေ့အရာဆိုရင်9နဲ့နှစ်နဲ့ပေါင်းရင်9ဆိုပြီးတော့ကျမတို့အဖြေထွက်ပါတယ်ကျမတို့သခင်ယေရှုရဲ့အောဘွယ်နမိတ်လက္ခဏာတဲမှာဆိုရင်အဲ့ဒီမုံ9လုံးရဲ့9နှကောင်ရဲ့ပေါင်းလိုက်တဲ့အခါမှာလူ9000မကအမျိုးသမီးနဲ့ကလေးမရီမတွက်ဘဲနဲ့အမျိုးသားတက်ရီတွက်ပြီးတော့လူ9000ဝလင်စွာကျွေးနိုင်တဲ့အပြင်12တောင်းအတွင်းပါအတွင်းစနစ်အတွင်း12တောင်းပေါ့နော်အတွင်းစနစ်ပါရရှိတာကိုကျမတို့နမိတ်လက္ခဏာတဲမှာတွေ့မြင်ရပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့သခင်ယေရှုကအမျိုးစုံသူကနမိတ်လက္ခဏာတွေလုံနိုင်တယ်လူနာနဲ့တွေ့ရင်အဲ့ဒီလူနာကိုချစ်ချင်းပဂတိကျမ်းမာစေတယ်မွေးကလေးကမျက်စိမမြင်တဲ့လူနဲ့တွေ့ရင်ချစ်ချင်းမျက်စိပြန်မြင်တယ်ချီမတမစွမ်းတဲ့လူနူနာတွေဆိုရင်အဲ့ဒီခက်တုံးကဆိုရင်နူနာတွေဆိုလုံးဝဘေးဖယ်ထားတဲ့အရင်တော့ကျမတို့ကိုဗစ်တုန်းကထက်တောင်မှစိုးမယ်တင်တယ်ကျမတို့ကိုဗစ်တုန်းကဆိုရင်နှာခေါင်းစည်းနဲ့ဘာလဲဂျယ်ဒီနဲ့ဘာနဲ့ဆိုတော့ကျမတို့ကစီဝေးလို့ရသေးတယ်9ပေအကွာအဲ့လိုမျိုး6ပေအကွာအဲ့လိုမျိုးကျမတို့ကအတူထိုင်လို့ရသေးတယ်မိသားစုဒီအတူအိတ်လို့ရသေးတယ်အဲ့တုန်းကဆိုအဲ့ဒီနူနာတွေဆိုရင်လုံးဝမြုပ်ထဲမှာနူနာလက္ခဏာပေါ်ပြီးဆိုလုံးဝမြုပ်ပြင်မှာတင်းချိုင်းမြုပ်ပြင်မှာပဲသူတို့ကလုံးဝမြုပ်ထဲမှာနေခွင့်မရှိဘူးသူကနူနာဖြစ်တာကိုချစ်ချင်းသိတာနဲ့နှာခေါင်းကိုသူအဝတ်နဲ့ပတ်ပြီးတော့မတန့်ရှင်းတဲ့သူပါဆိုပြီးတလားလုံးအော်ပြောရတယ်အဲ့လိုမျိုးမအော်ဘူးဆိုရင်သူရှူရှိုက်တဲ့သူအငွေအသက်သူရဲ့ဘယ်လိုလဲလေပေါ့နော်အသက်ရှူထုတ်တဲ့လေရှူမိတဲ့လူတောင်မှအဲ့ဒီယောဂကူးမှာဆိုလို့သူရဲ့ကိုကနေထွက်တဲ့အဖုံတစ်ဆက်နဲ့တောင်မှအဲ့ဒီအင်ဂျီနည်းနည်းလေးတူမိတာနဲ့ကိုကူးမယ်ဆိုပြီးတော့သူတို့ခံယူပြီးတော့တအားကြောက်ပြီးတော့ဘေးဖယ်ထားတဲ့အစင်းမှာတကယ်တနာစရာကောင်းတဲ့နူနာတွေဖြစ်ပါတယ်ဒါပေမဲ့သခင်ယေရှုနဲ့တွေ့တဲ့အချိန်မှာသူတို့အော်တော်အကူကြီးတော်မှမတောင်းနိုင်ဘူးဆိုတာကျမတို့သိထားတဲ့အတိုင်းနူနာတွေကခြေလက်လည်းမစုံတော့ဘူးနှာခါးနေလည်းပဲ့နှာခေါင်းနေလည်းပြားအဲ့လိုမျိုးဆိုတော့စကားပြောရင် तू ပြောချင်တဲ့အတန်ထွက်တိုင်းထွက်ချင်မှထွက်မယ်ဝဝလေးလည်းမစားနေ့တနေ့ပြီးတနေ့သူတို့ဘယ်လိုလဲအင်းအားဒီကုန်ခန်းပြီးတော့အင်းအားချိနေပြီးတော့လုံးဝအားမရှိတဲ့အနူနာတွေကတောထဲမှာပဲလေထဲမှာပဲဖုံထဲမှာပဲအဲ့ဒီတရိษံနေနဲ့ပဲအတူနေရတဲ့လူတွေဆိုတော့ပြောစကားပြောရင်တော့မှအတန်သူတို့ထွက်ချင်တယ်လို့ထွက်မှာမဟုတ်တဲ့လူနာတွေဖြစ်တယ်ဒါပေမဲ့သူတို့ယုံကြည်ခြင်းနဲ့သခင်ယေရှုဒေးဗစ်ရဲ့ဒေးဗစ်ရဲ့ဒါဝိဒ်ရဲ့သခင်ယေရှုကျွန်တော်ကိုကယ်ပါကူညီပါကျွန်တော်ကိုချမ်းသာစေပါဆိုပြီးတော့သူတို့ကတူလေးပဲသူတို့ကပြောနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့သခင်ယေရှုအဝေးကြီးကနေလဲ
ယုံကြည်ခြင်းနဲ့ခေါ်တဲ့အခါမှာကြားပြီးတော့ချက်ချင်းရပ်ပြီးတော့သူတို့စီမှာမျက်နာလဲပြီးတော့သူတို့ရဲ့လူအပ်ချက်ကျမ်းမာခြင်းများကိုလည်းပေးပြီးတော့ပေးပြောက်တာယောဂါတွေလည်းပေးပြောက်တာကိုကျွန်မတို့ကျမ်းစာထဲမှာအများကြီးတွေ့ရပါတယ်။သခင်ယေရှုမလုံနိုင်တာမရှိဘူးလို့တည်တဲ့လူတွေလည်းရှင်ပြန်ထမြောက်စေတဲ့အရှင်သခင်ယေရှုဖြစ်ပါတယ်။သူအမှုတော်တိုင်းအသက်ရှင်တဲ့အခါတိုင်းသူရဲ့အပြောအဆိုတိုင်းထိုင်ခြင်းထားခြင်းသွားခြင်းလာခြင်းရောက်တဲ့နေရာမှာဆိုရင်အော်စရာတွေကြီးပဲလူအောက်တရားလိုက်လာပြီးတော့သခင်ယေရှုပြောတဲ့သူဟောတဲ့တရားတွေနားထောင်ခြင်းတဲ့သူကြွေးတဲ့အစာတောက်တွေစားခြင်းတဲ့သူစီယာနီအကူကြီးအော်ဘွေနမိတ်လက္ခဏာတွေလည်းသူတို့မြင်ခြင်းတဲ့အတွက်အုတ်လိုက်သူလုံးဝမိုးမလင်းခင်မှာလဲတိတ်ကလေးခူးသွားတာတောင်မှပရိသတ်ကရောက်လာတယ်သွားတဲ့နေရာတိုင်းမှာစူညံပြီးတော့လိုက်လာကြတယ်အော်ကြတယ်ဒါပေမဲ့သခင်ယေရှုအမှုတော်တိုင်းစကားပြောတဲ့အရာတိုင်းအလုပ်တိုင်းဟာအော်လူတွေအတွက်အော်စရာဒီပါပဲကျမတို့အခုတက်တိလဲအော်နေတော့ပါပဲဒါပေမဲ့သခင်ယေရှုကတဖန်ပြန်ပြီးတော့အော်တာသူလောက်တာဒီအော်တာတော့မမာဘူးဒါပေမဲ့သခင်ယေရှုကအဲ့လိုတွားရင်လာရင်နဲ့အဲ့ဒီတမှုနဲ့တွေ့နေတဲ့အချိန်မှာသူကတဖန်ပြန်ပြီးတော့အော်တင်ရလောက်အောင်ဖြစ်သွားတဲ့ရှော့ရလောက်ခါနီထိတောင်မှအော်ရလောက်တဲ့ယုံကြည်ခြင်းအကြောင်းကျမဒီနေ့ဖတ်ကြားသွားတာဖြစ်ပါတယ်အဲ့ဒီတမှုကကျွန်တယောက်ရှိတယ်သူတေးချစ်တဲ့ကျွန်သူ့ရဲ့အစီခံပေါ့နော်အိမ်အကူလည်းပြောလို့ရမှာပေါ့အဲ့ဒါတော်တော်ဖျားတယ်တင်တယ်အသေးအတန်ဖြစ်တယ်စီးနဲ့လည်းမကူနိုင်တော့ဘူးဆရာဝန်တွေကလည်းမတတ်နိုင်တော့ဘူးတင်တယ်အဲ့ဒါနဲ့မျောလင်းချက်မဲ့မတတ်နိုင်တော့တဲ့အချိန်မှာသခင်ယေရှုတတ်နိုင်တယ်ဆိုတာကိုသူကကြားတဲ့အတွက်သခင်ယေရှုစီမှာသူ့ရဲ့လူယူဒခေါင်းဆောင်တွေကိုလွတ်လိုက်တယ်အဲ့ဒီတမှုကအဲ့ဒီသခင်ယေရှုကကျွန်တော်အိမ်မှာကြွလာဖို့အတွက်ကျွန်တော်အိမ်မထိုက်မတန်ဘူးကျွန်တော်နဲ့မျက်နှာချင်းဆိုင်သခင်ယေရှုနဲ့ထိုင်ပြီးစကားပြောဖို့တွေ့ဖို့လဲမထိုက်တန်ဘူးမခံယူရဲဘူးပေါ့နော်မခံထိုက်ဘူးအဲ့ဒါကြောင့်မလို့အဲ့ဒီတမှုအနေနဲ့သခင်ယေရှုကိုပြောလိုက်ပါကျွန်တော်ရဲ့အစီခံကျွန်ရဲ့အသေးအတန်သူ့ရဲ့ခက်ခဲအားလုံးသူ့ရဲ့ယောဂအားလုံးပြီးပြောက်စေနိုင်တာကျွန်တော်ယုံကြည်တယ်ဒါပေမဲ့သူကိုယ်တိုင်လာစရာမလိုဘူးမချစ်တာမဟုတ်ဘူးမလာစီခြင်းတာမဟုတ်ဘူးတအားယုံကြည်တယ်ကိုးစားတယ်အယံလေးစားတယ်အယံလာစီခြင်းပေမဲ့သူ့ရဲ့အပြစ်သူ့ရဲ့အားနည်းချက်သူ့ရဲ့မစုံလင်မှုဒီသူကသူ့ကိုကြည့်တဲ့အခါသခင်ယေရှုသူ့အိမ်ကြွားရလောက်အောင်မထိုက်တန်ဘူးဆိုပြီးတော့သူကခံယူတဲ့အတွက်အဲ့ဒီသခင်ယေရှုကိုပြောလိုက်ပါတဲ့လုံးဝကျွန်တော်အိမ်လာစရာမလိုပါဘူးကျွန်တော်လဲတတ်မှုတယောက်ပဲတဲ့ကျွန်တော်တတ်မှုဆိုတာအဲ့ဒီခက်တုံးကအဲ့ဒီတတ်မှုအစင်းမှာ centurion အင်္ဂလိပ်လို့ဆိုရင် centurion ပေါ့နော်လူ100လောက်သူ့မှာတပည့်ပေါ့တတ်သားရှိတယ်လို့ပြောတယ်အဲ့ဒါနဲ့ तू ကကျွန်တော်လက်အောက်ငယ်သားတွေရှိတယ်လို့အထက်လူကြီးတွေလည်းရှိတယ်ဒီမှာလာပါဆိုရင်အောက်ငယ်သားချက်ချင်းလာတယ်သူကဆိုချက်ချင်းသွားတယ်မစားတဲ့ဆိုလုံးဝမစားဘူးမသွားနဲ့ဆိုလုံးဝမသွားဘူးခိုင်းတဲ့အတိုင်းအမိန်ပေးတဲ့အတိုင်းပဲသူတို့ကလိုက်နာတယ်အမိန်မပေးလုံးဝမလုံရှားရဘူးပေါ့နော်ကျမတို့ချင်းလူမျိုးထဲမှာကျမတို့စစ်ဘူတွေတော်တော်များတယ်စစ်လူကြီးတွေတော်တော်များတော့သူတို့ကလည်းကျမလူပဲပေါ့နော်ခုနပကားလူပဲပေါ့ချင်းဗမာနဲ့ပြောတာထင်တယ်ဘယ်ညာပဲဆိုပြီးတော့သူတို့ကလိချင်းခါ
လုပ်နေကြတာအဲ့ဒီဘူကြီးကအဲ့ဒီခေါင်းဆောင်ကပေါ့နော်တန်ရက်ဆိုပြီးတော့သူကပြောဖို့ကြတော့မေ့သွားတယ်တဲ့အဲ့ဒါနောက်လဲဆိုတာလဲလုံးဝစဉ်းစားလို့မရတော့ဘူးတဲ့အဲ့ဒါနဲ့ဘယ်ညာဘယ်ဆိုပြီးတော့တတ်သားတယ်လေချီတက်ပြီးတော့ချောင်းရောက်တော့မယ်တဲ့ချောင်းဘေးမှာအကုန်လုံးသူကလည်းမိပြီးတော့စဉ်းစားလို့မရတာနဲ့အကုန်လုံးချောင်းထဲမှာကျသွားတယ်ချောင်းထဲကျတဲ့အတိတောင်အမိန်နာခံတယ်လို့ကျွန်မကြားဘူးပါတယ်အဲ့လောက်တိတောင်မှတတ်တမိသားစုမှာပေါ့နော်အဲ့လောက်တိနာခံမှုရှိတာကိုကျွန်မတို့အားလုံးဂျာဘူးနာဝရှိပြီးသားပါအဲ့ဒါကြောင့်မလို့အဲ့ဒီတမိုးကလည်းကျွန်မတို့လိုပဲအမိန်ရှိရင်အမိန်ရှိတယ်လို့အဲ့လိုဆောင်ရွက်တဲ့အတွက်ကိုရောကလည်းရှိကျွန်တော်အိမ်ကြွစရာမလိုရှိတဲ့နေရာနေကျွန်တော်ရဲ့အစီခံကိုနှုတ်အားဖြင့်ပဲယောဂာနေပျောက်စေဆိုပြီးတော့မစတီမပျောက်ဘဲနဲ့အသက်မပျောက်ဘဲနဲ့မဆုံးဘဲနဲ့ဂျမ်းမာစီဆိုပြီးတော့တခွန်းကလေးပြောလိုက်ရင်ကျွန်တော်ရဲ့အစီခံကျွန်ချစ်ချင်းအဲ့ဒီဂျမ်းမာခြင်းအခွင့်ကိုရမယ်ဆိုတာသူကယုံကြည်ခြင်းနဲ့သူ့လူတွေကိုစီလွတ်ပြီးတော့ပြောတဲ့ဖြစ်ရဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့သခင်ယေရှုကလည်းတဖန်ပြန်အော်ရလောက်အောင်ဤတည်လကျွန်တော်ရွေးချယ်တဲ့ chosen people ဘောနော်ရွေးချယ်တဲ့ဤတည်လအမျိုးထဲမှာတော့မှဤကဲ့သို့သောယုံကြည်ခြင်းမျိုးမတွေ့ဘူးသေးဘူးဆိုပြီးတော့အော်ပြီးတော့ဒီလိုမိန်ဆိုသွားတာကိုကျမတို့တွေ့ရပါတယ်ကျမတို့ကလောကမှာဆိုရင်ကျမတို့ဖြစ်နေတာဘဝပေါ့နော်ဖြစ်ချင်တာစန္ဒကျမလည်းဝင်ကြီးချုပ်ကြတော်တို့ဘာတို့ဖြစ်ချင်တာပေါ့နော်ဒါတော့စန္ဒဖြစ်နေတာပါစတာပေါ့နော်ဒါဘဝအဲ့လိုပဲကျမတို့ကသခင်ယေရှုကိုကြားဘူးနာဝရှိပြီးအမြဲတမ်းဖခင်ကြောင်းလဲအမြဲတမ်းလဲခရိယန်ဆိုတာလဲသခင်ယေရှုဆိုတာဂုဏ်တော်ချီးမွမ်းအားလုံးကျမတို့ကြားဘူးနာဝကြားနေကြအထူးသဖြင့်ကျမတို့ချင်းပြင်းနေမှာဆိုခရိယန်အားလုံး 100% ခရိယန်ဖြစ်နေပြီဒါပေမဲ့ကျမတို့ရဲ့နှလုံးသားအတွင်းကြယုံကြည်ခြင်းအကျွမ်းမဲ့နဲ့သခင်ယေရှုကိုကိုးကွယ်ယုံကြည်ပါသလားလက်ခံပြီးတော့သခင်ယေရှုကိုအားကိုးကြဖက်သွယ်ကြပါသလားဆိုပြီးတော့ကျွန်မမေးချင်တာဖြစ်ပါတယ်သခင်ယေရှုအားလုံးမလုံနိုင်တာမရှိပေမဲ့ယုံကြည်ခြင်းနဲ့ချင်းကပ်မှယုံကြည်ခြင်းနဲ့ခေါ်မှယုံကြည်ခြင်းနဲ့သူ့ကိုချင်းကမတာလင်သခင်ယေရှုကကျမတို့ရဲ့လူအင်ဆန္ဒတွေကိုကျမတို့မျော်လင့်တဲ့အရာတွေကိုသခင်ယေရှုကဖြစ်စေပေးတာဖြစ်ပါတယ်အထူးသဖြင့်ကျမတို့လုံးဝကယ်တင်ခြင်းပေါ့နော်အုတ်တုံကယ်တင်ခြင်းအဲ့ဒီလွတ်ငြိမ်းခြင်းပေါ့ချမ်းသာခြင်းပေါ့လွတ်မြောက်ခြင်းကျမတို့ဖြစ်ချင်တာကျမပြောသလိုပဲခုနကရောက်ချင်တာမျောလင့်နေတာတော့ကောင်းကင်နိုင်ငံဆံဖို့ပေါ့နော်ဒါပေမဲ့ဖြစ်နေတာငရဲစာတန်ရဲ့ဆွေမျိုးလိုပေါ့နော်လုတ်နေတာကြမ်းနေတာတွေကအဲ့လိုမျိုးဖြစ်နေတာတွေကဘဝကျမတို့အခုချိန်မှာလိုချင်နေတာငြိမ်းချမ်းရေးတာယာဝပြောရေးဒါပေမဲ့ဖြစ်နေတာကြောက်နေတယ်စိုးရိမ်နေတယ်ပြစ်ခတ်နေတယ်ပေါ့နော်အမျိုးမျိုးစင်ရဲခြင်းစိတ်ပူပန်ခြင်းအမျိုးမျိုးကျမတို့ကြုံတွေ့နေပါဒါဒီအလုံးကိုပေးပြောက်စေနိုင်တဲ့သခင်ယေရှုဟာအသက်ရှင်ပြီးတော့ကျမတို့ခေါ်ရင်အစဉ်တင့်ထူဖို့ရန်အတွက်ကျမတို့နဲ့အတူရှိတော်မူတဲ့သခင်ဖခင်ကကျမတို့အခက်ခဲပေါင်းစုံစံတဲ့အလုံးကိုပြုတ်နိုင်ဖို့ပြုတ်ပေးနိုင်ဖို့ရန်သခင်ယေရှုကကျမတို့ကိုအခွင့်ပေးထားပါတယ်ကျမတို့နဲ့လည်းအတူပါရှိပါတယ်ကျမတို့တူကလေးသူများကြားစရာမလိုပါဘူး
ကျမခင်ပွန်းကြစမိတားစုမကြလဲနေပါစီရတယ်နှလုံးသားနဲ့ကိုရောရှင်ကျမရဲ့အခက်ခဲကိုကယ်ပါကိုရောရှင်ကျမရဲ့ဒီအရာကိုဖြည့်ရှင်းပေးပါဆိုပြီးတော့ယုံကြည်ခြင်းအကျွမ်းမဲ့ယုံကြည်ခြင်းအဖြစ်ကိုရောကိုစက်ကပ်မယ်ဆိုရင်ခေါ်မယ်ဆိုရင်နေရောညရောဘယ်နေရာမှာဆိုဖယားเจ้าလဲဖယားเจ้าကိုဝင်မှမဟုတ်ဘူးဘယ်နေရာမှာဆိုခေါ်လိုက်ရင်အစဉ်သင်ထူးဖို့အစဉ်သင်ပြင်ဆင်ပြီးတော့ကျွန်တော်တို့ကိုကူညီဖို့ပေးဆက်ဖို့အတွက်အကုန်လုံးတတ်နိုင်တဲ့ကျမတို့အသက်ရှင်တဲ့အဖဖယားသခင်ဟာကျမတို့တတ်မှုရဲ့ယုံကြည်ခြင်းလိုမျိုးနဲ့ကျမတို့အကူအညီတောင်းမယ်စက်ကပ်မယ်ချင်းကပ်မယ်ဆိုရင်ကျမတို့ဘာဒီဖြစ်ချင်တယ်လဲဖြစ်နေတဲ့ဘဝကနေဖြစ်ချင်တဲ့စံတအားလုံးကိုသခင်ယေရှုကကျမတို့ကိုဖြစ်စေပေးနိုင်တာပေးနိုင်မှာဖြစ်ပါတယ်ကားတိုင်းတော်မှာဆိုရင်ကျမတို့အမြဲတမ်းကားတိုင်းတရားတော့ကားချက်တွေရောအကုန်လုံးအမြဲတမ်းပြောနေတာတွေရောတွေ့နေတာတွေရောကျမတို့အားလုံးသိပြီးသားသခင်ယေရှုအဲ့ဒီကာရဏီတောင်ကုန်းမှာအသေးခံပြီးတော့ကားတိုင်းပေါ်မှာအသက်ခံရတဲ့အချိန်မှာသခင်ယေရှုတကူတော်မဟုတ်ပါဘူးဘယ်ဘက်မှာတယောက်ညာဘက်မှာတယောက်လူစုနှစ်ယောက်နဲ့အတူအသက်ခံရတာကိုကျမတို့အားလုံးသိပြီးသားဖြစ်ပါတယ်အဲ့ဒီသခင်ယေရှုဘေးတစ်ဖက်တစ်ချက်စီမှာအသက်ခံတဲ့လူနှစ်ယောက်ကယူယူတမ်းမှန်လူမဟုတ်ဘဲနဲ့တကယ်လူစုလူမိုက်ဓမြကန်းကုန်လုံးဝလွတ်မဖြစ်တဲ့အခြေအနေနဲ့သူတို့အသက်ခံရတာဒါပေမဲ့တယောက်ကအဲ့ဒီကာရဏီတောင်ကုန်းမှာပဲအဲ့ဒီကားတိုင်ပေါ်မှာပဲတီခါနင်းစေးစေးမှာတယောက်ကကောင်းကင်ရောက်သွားပြီးတော့နောက်တယောက်ကငရဲရောက်သွားတာကိုကျမတို့အားလုံးသိပြီးသားဖြစ်ပါတယ်အဲ့ဒီမိနစ်ပိုင်းပဲစက္ကန့်ပိုင်းပဲအဲ့ဒီမိနစ်ပိုင်းစက္ကန့်ပိုင်းမှာအပြစ်ဒုတ်လောက်တာချင်းလဲတူတယ်စူရာချင်းလဲတူတယ်မိုက်တာချင်းလဲတူတယ်သူတို့ရဲ့အပြစ်ဒဏ်ခံတဲ့အရာလဲတူပေမဲ့တယောက်ရဲ့ထာဝရမှာငြိမ်းချမ်းခြင်းနဲ့တယောက်ရဲ့ထာဝရမှာငရဲမီးအိုက်ထဲမှာကြာနေတာကိုကျမတို့ကြည့်တဲ့အချိန်မှာကြည့်မယ်ဆိုရင်အဲ့ဒီတယောက်ကအဲ့ဒီသခင်ယေရှုကမိမိရဲ့အပြစ်ဒီလောက်စူးသွင်းမိုက်မဲပြီးတော့လုံးဝနိုင်ငံတော်အတွက်ပုံကနဲ့သူလည်းဖြစ်မှာပေါ့နော်အဲ့လောက်အပြစ်များခွန်းလွတ်လို့မရတဲ့တေတံခံထိုက်တဲ့သူဖြစ်ပြီးမဲ့ဒီလောက်ကြီးလေးတဲ့အပြစ်ကိုလွတ်နိုင်တဲ့သခင်ဆိုတာသူကသိတယ်တစ်ဖက်လူကတော့ဟဲ့သခင်ဆိုပြီးတော့ယေရှုဆိုပြီးတော့မိမိကိုလည်းကယ်တင်ကျွန်တော်တို့ကိုလည်းကယ်တင်ပါလားဆိုပြီးတော့ကယ်ရဲတယ်ဒါပေမဲ့တစ်ဖက်လူကမဟုတ်ဘူးကိုတို့နှစ်ယောက်ကတော့ကိုရဲ့အပြစ်ကြောင့်ဒီလိုခံရတာခံထိုက်တယ်ဒါပေမဲ့အလေကသခင်ကတော့ဘာအပြစ်မှမလုပ်ဘဲနဲ့ဘာအမှုမှမရှိဘဲနဲ့လောကီသားအလုံးအတွက်အသေးခံကူစားဖို့နော်အသေးခံသွားတာတစ်ဖက်ကယုံကြည်လက်ခံတဲ့အတွက်သူကကျွန်တော်ရဲ့အပြစ်များကိုခွင့်လွှတ်တော်မူပါသခင်တဖန်ကြွတော်မူတဲ့အချိန်မှာလေကျွန်တော်ကိုမမေ့ပါနဲ့ဆိုပြီးတော့သခင်ယေရှုကားတိုင်ပေါ်ကနေနှလုံးသားအကျွမ်းမဲ့နဲ့လက်ခံလိုက်တဲ့အချိန်မှာ तू ကမိနစ်ပိုင်းနဲ့ဆုံးသွားတယ်ဒါပေမဲ့ तू ကသခင်ယေရှုကဘာပြန်ပြောတယ်လဲဆိုတော့ပါရဒိမှာဒီနေ့ဒီအချိန်မှာပဲစုံရအောင်ဆိုပြီးတော့ဂတိပေးသွားတာကိုကျမတို့ဖတ်ကြားသိရှိရပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့ထာဝရအတွက်ကျမတို့လောကီတခဏအတွက်မျောလင်းချက်တည်ရေမှန်းချက်တည်အမျိုးမျိုးဘဝဒီစာနာဒီအမျိုးမျိုးနဲ့ရှုပ်ထွေးနေတော်လဲပဲကျမတို့ဒီလောကမှာအသက်
แต่ชีสงะตยาอเปียนมาชีบาบูอากูแค่มาสุอัตติปูตูไปรอชิดเสดอกมาชานีบีจมาโรจิมน้อยอตินรอมาสุนชิดเสอเทสุเล็ดช่างดองปีมาหกบูเอ็ดอาจังมโลจมานัทางเซติล่ะเอ็ดดี้ World Trade Center ว่าปิวจารงอ่ะไอ้มาจมาตัดที่บิลเลียนน่ะเส้นเนี่ยาวบิลเลียนน่ะตะเกียวเด็กๆเจ็บบ่เนาะบิลเลียนน่ะเส้นเนี่ยาวกะไอ้ที่ World Trade Center เบเบ็ดดองมาอาศิวิโลยาบิลเลียนตันปอมเปล่าซีมันเก่งสวยอ่ะสุบิโรตัวว่าเชิงท่าเด้ไอ้ที่เซตยันนี่มาเบเซตเต็มบาเซตยันนี่มาเบตัวกะยีเบลโลเลปงมันเบบ่เนาะပြုံရွှင်ပြနေပေါ့နော်အဲ့လိုသူတို့ကအစည်းအဝေးထိုင်နေတဲ့အချိန်မှာလေရင်ကသူတို့ရဲ့စင်တာအဲ့ဒီအဆောက်အုံကိုဖျက်ပြီးတော့မျက်စိတမိတ်အတွင်းမှာပဲပြူကျသွားတာကိုလုံးဝအစအနတောင်မှရှာလို့မတွေ့ရလောက်အောင်ပျောက်ဆုံးသွားတာကိုကျွန်မတို့အားလုံးသိရှိပြီးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်မတို့ရဲ့ဒီမျောလင်းခြင်းဒီဘယ်လိုလဲအာကိုရတဲ့ချမ်းသာခြင်းကိုငါအကုန်လုံးဟာလုံးဝထာဝရဆိုတာမရှိပါဘူးထာဝရကကျမတို့ရဲ့အသက်ဝိညာဉ်ဖယားသခင်မုတ်သွင်းတဲ့အသက်ဝိညာဉ်ကထာဝရတည်နိုင်မှာမဟုတ်တဲ့အတွက်အဲ့ဒီအတွက်ကျမတို့အသက်ရှင်တဲ့အချိန်မှာပြင်ဆင်ဖို့သခင်ယေရှုကိုလက်ခံယုံကြည်မယ်ဆိုရင်ကျမတို့တခဏလက်ခံတာနဲ့ထာဝရချမ်းသာခြင်းငြိမ်သက်ခြင်းပျော်ရွှင်ခြင်းကိုရနိုင်တဲ့အတွက်ကျမတို့တတ်မှုရဲ့ယုံကြည်ခြင်းလိုမျိုးကျမတို့ယုံကြည်ပြီးတော့သခင်ယေရှုကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ကိုယ့်ရဲ့အပြစ်အားဖြင့်ကိုယ့်ရဲ့လှုပ်ဆောင်ချက်အားဖြင့်သခင်ရဲ့မြတ်တာတော်ကိုတွေ့နိုင်မှာမဟုတ်ပေမဲ့ကိုယ့်ရဲ့အားနည်းချက်ကိုယ့်ရဲ့အပြစ်တွေကိုကြည့်မယ်ဆိုရင်ဘယ်တော့မှသခင်ယေရှုကိုလည်းချင်းကပ်ရဲမှာမဟုတ်ပါဘူးဒါပေမဲ့သခင်ယေရှုကဒီလောကရဲ့အပြစ်အားလုံးကိုယူဆောင်သွားတဲ့သူတငယ်ဆိုပြီးတော့ရှင်ယောဟန်ကလည်းသူနှစ်ချင်းမင်္ဂလာပေးမဲ့အချိန်မှာသူအော်ပြီးတော့ကြီးညာလိုက်တယ်အဲ့လိုပဲသခင်ယေရှုကကျမတို့အားလုံးအပြစ်အားလုံးကိုကားတိုင်ပေါ်မှာအသေးခံပြီးပေးဆက်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ညံတော်မကောင်းတော့အတွေ့အခေါ်မကောင်းတော့ပြုတ်တော့အမှုအမားတွေပေါ့နော်ပြောတော့အမားအကုန်လုံးသခင်ယေရှုကကူစားအပြစ်ဒဏ်တွေခံပြီးသွားတဲ့အတွက်ခံပေးပြီးပြီဖြစ်တဲ့အတွက်ကျမတို့ထပ်ခံစရာမလိုတော့ပါဘူးသခင်ယေရှုမိမိရဲ့ကယ်တင်ရှင်မိမိရဲ့ကိုယ်စားကယ်ပေးတဲ့အတွက်တင်ပေးတဲ့အတွက်ကျမတို့မိမိရဲ့ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံမယ်ဆိုရင်ကျမတို့ရဲ့ရှိအနာဂတ်ဟာထွန်းလင်းတောက်ပပြီးတော့ထာဝရကောင်းကင်မှာပျော်ရွှင်စံစားရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့အဲ့ဒီယုံကြည်ခြင်းလိုမျိုးယုံကြည်ခြင်းမျိုးရှိနိုင်ဖို့ရဝိညာဉ်တော်အပြင်ဖရာသခင်အရာစီတိုင်းအပေါ်၌ကောင်းကြီးချပေးပါစေအာမင်ချမိုင်းနေတွားစားလုံးဒမင်iki khop to chang nu ne mina second hand bell thum ip thum ong piak teng pen ya inu ten ong phak khiat sak ong hon sak khine na mo i wan len ni khoi thai ma tu jing ka et pak bel na dek dan de ngu ki gen zo ke ina bombi zongom puan zongom alum zongom apan zongom a hot ma zongom mo a hi deng dang khong zongom mina to te iki khop to chang i dek dan ni na ki phul muai lo ina mo si kan nei takina tel thai hang la thai hang chi ina ilai panina ong pula king to chang mai ni pi son pen ni su ni pi hi
นิสุนิปีหินะตัวนี้นะเปียกยันนาเจซูเยรูซาเล็มอัลลูนากวลซาวาอัลลูนนี่หินะเนกเลดอนมีปีอวากนวมเตมีติงกุลลวินากิเลตคันดีฮีตัดจังอาไม้นี่ปีเลวเป็นอินุนตักนาดีงินะอีอังตันเป็นอิสตาซันเดย์ทอกีกนี่ปีนี่อหิมันนี่นะอิสตาซันเดย์ยาดีงินะซงเปียกยันนาเนกเลดอนวกกงนวมซงกิงะบองกงนวมซงกิงะเนกเลดอนยังตุยเลมกซงกิงะสานเปียวซงกิงะอินะอาลูเชียนเตองเกนละว่าไทมันละว่าอาจีอมคะเลหังจีนะอิไลปันนี่นะทุพาบอลเทนะดีงองจะสักกิงเอตปานทุพังไปเตกตาเฮโนเล